သူတို့ကယွန်တန်းရာချီတောင်အကုန်ခံပြီးစူပါမားကတ်ကြီးတွေမှာဝက်သားနဲ့ဆန်တွေအမြောက်များအော်ဒါမှာနေတဲ့အထဲမှာတစ်သက်လုံးအခြေချနေထိုင်တော့မလို့လားမသိဘူးဆိုပြီးလောင်ပြောင်နေကြပါတယ်။တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲကကွန်မန့်စာသားတွေဟာတခါချင်းတွင်းမှာတင်ဘုံပေါက်ကွဲသလိုပေါ်လောလိုက်သွားခဲ့ပြီးစင်းရဲမွဲတွေမှုကငါရဲ့စိတ်ကူးစိတ်တန်းတွေကိုတကယ်ပိတ်ပင်ထားတာပဲချမ်းသာတဲ့သူတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကဘာလို့ဒီလောက်တောင်ခစ်ရှစ်ပြေးနေရတာလဲကျန်းရှင်းကြီးကငါတို့နှလုံးသားတွေကနတ်ဖျားမလေးသူကတော့အဲ့ဒီကောင်နောက်ကိုလိုက်ပြီးလေကြောင်းရန်ကာကွယ်ရေးချင်းနဲ့တွားနေရဟုတ်လားအတီးပြုတ်ပြီးအဲ့ဒီကောင်ဦးနောက်ထဲရေဝင်နေတာတေချာတဲ့စိတ်ကျမ်းမာရေးစေယုံကိုတန်းပိုးလိုက်ဖို့အကြံပြုခြင်းနဲ့အင်တာနက်ပေါ်ကတခဲနဲ့လောင်ပြောင်ရှုပ်ချမှုနဲ့ဆဲဆိုဆဲရေးမှုတွေကိုကြည့်ပြီးရှူလျှောက်ထားတဲ့ရောက်ဒေါသတကြီးဖြင့်တကိုယ်လုံးတုံရင်နေခဲ့သည်ရှူရွေးဆိုတဲ့အဲ့ဒီကောင်မတရားကအင်တာနက်ပေါ်မှာလူတို့အုပ်စုလိုက်ဝိုင်းစော်ဖို့လှုံ့ဆော်နေတာကျွန်တော်ပြင်ထွက်ပြီးသူ့ကိုတွားရှင်းလိုက်ရမလားသူ့ကိုဒီယူဆိုင်မနေနဲ့ကျွန်တော်ကတော့အဖျားလေးအရေးပြားကိုထိုးဖောက်သွားတဲ့နာကျင်မှုကိုခံစားရင်းဆက်ခရင်တွေကရှူရွေးရဲ့မောက်မာလာတဲ့မျက်လုံးတွေကိုအေးလူပဲကြည့်နေလိုက်သည်အခုအချိန်မှာသူဘလောက်ပဲမြင့်မြင့်ခုန်နေပါစေအချိန်နဲ့ရင်တော့ပိုးပြီးငိုရလိမ့်မီလျှောက်တာမင်းရိခါတင်လာတဲ့ကားတန်းကိုပဲဆက်ပြီးတေချာစောင့်ကြည့်ထားငါတို့ရဲ့ကဘာပြက်ကတ်ခံတက်ကဘာမှရွေးမှရှိလို့မဖြစ်ဘူးကျွန်တော်ပြန်လဲမွေးဖွားလာခဲ့တာခုနှစ်ရက်တိတိရှိခဲ့ပြီဖြစ်သည်ဒီခုနှစ်ရက်လုံးကျွန်တော်ဒီမြေအောက်တီးတန့်အခန်းထဲကနေဖွားတလန်းမှမခွာခဲ့ပါတတူးဆရာကြီးကိုယ်ဘူးနဲ့တပည့်3ယောက်ကတော့အလဲကျလက်စွမ်းပြနေကြသည်နေ့ဘက်မှာလိုင်းဆွဲညဘက်မှာဆေးကျဲမနက်စောပိုင်းမှာတော့အသေးစိတ်ပြန်ပြင်ကြသည်အချိန်မီပြီးစီအောင်လို့ကျွန်တော်မောင်ခိုဈေးကနေစစ်ပတ်3အနာကျက်မြင်ကျဲတွေနဲ့ဘိုင်ယိုပြုပြင်ရေးကက်ခွာတွေကိုတောင်အတင်းဝယ်ခိုင်းခဲ့ရသည်တတူးပုံစံတစ်ခုပြီးသွားတိုင်းဒဏ်ရာမျက်နှာပြင်ကိုဒီကျဲနဲ့ချက်ချင်းပိတ်ပြရသည်မဟုတ်ရင်ဒီလောက်ပြင်းထန်တဲ့အောက်ခံတန်ရာကိုကျွန်တော်ရေပြားခံနိုင်ရှိမှာမဟုတ်ပေတတမမြောင်းရဲ့ညာတန်းခေါင်ရံတွင်ကိုယ်ဘူးရဲ့အနက်ဆိုင်ဆုံးအခန်းထဲကတတူးထိုးဆက်တန်ဟာနောက်ဆုံးမှာတော့ငိမ့်သက်သွားခဲ့သည့်ရှူလျှောက်သားရဲ့နကြားနဲ့အာလန်ရှင်တတူးတွေကလွန်ခဲ့တဲ့2ရက်ကလေးကပြီးစီးခဲ့ပြီဖြစ်သည်ကျက်ရှင်ရဲ့ကြိုချမ်းရွှန်တွေကလည်းမနေ့ကနောက်ဆုံးလက်စတက်ခဲ့ပြီးကျွန်တော်ကိုပေါ်မှာတော့တားမြစ်ချက်ကြီး၄ခုရဲ့တတူးတွေအားလုံးပြည့်စုံသွားခဲ့ပြီဖြစ်သည်ရင်ဘက်မှာဖန်ကိုကံဘာဒီဟန်ကြောပြင်မှာငကားကိုကောင်ခေါင်းတလားဆွဲဟန်ဘဘက်ခြေတောက်မှာတုံးဟန်ထိုက်ရီနဲ့ညာဘက်ခြေတောက်မှာချီချမ်းတရောတတူးဆရာကြီးကိုယ်ဘူးကလက်အိတ်ကိုချုပ်ပြီးကျွန်တော်ကိုပေါ်ကပုံတွေကိုစိုက်ကြည့်ကတပြင်းရှည်ကြီးချလိုက်ရင်ပြီးတခင်လေးချင်းငါးတက်လုံးတတူးထိုးလာတာဒီလောက်ကြီးမားတဲ့အလုံးမျိုးတစ်ခါမှမကြုံဘူးဖန်ကူကဘာဒီဟန်ငကားကိုကောင်ခေါင်းတလားဆွဲဟန်တုံးဟန်ထိုက်ရီချီချမ်းတရောတခြားတော့မပြောဘူးဒီတက်တူးတွေအစုံလိုက်တာတစ်ခုလုံးတော့ကျန်းကျုံမျိုးတက်တူးလောကတည်းချပြလိုက်ရင်ဘသူမှငါကိုယ်ဘူးကိုကြော်ရဲမှာမဟုတ်ဘူးကျွန်တော်တက်တူးကုတင်ပေါ်ကနေတထိုင်လိုက်သည်မှန်ထဲမှာတော့ရှေးဟောင်းပြီးထဲဝါလေးလန်လာတဲ့အစွမ်းထက်တားမြစ်ချက်၄ခုရဲ့တက်တူးတွေကရင်ဘက်ကြောပြင်နဲ့ခြေထောက်နှစ်ဖက်လုံးကိုလွှမ်းကြုံထားသည်အထူးသဖြင့်ကြောပြင်ကငကားကိုကောင်ခေါင်းတလားဆွဲဟန်ကတော့ငကားနဲ့ကိုကောင်ကဘေးနှစ်ဖက်ကနေခွေလိုက်တက်သွားပြီးငကားမီကိုချောင်းကကြောလေဘဟိုမှာဆုံကရှေးဟောင်းကောင်တလားနဲ့ကြီးတစ်ခုကိုတင်းကျပ်စွာဆွဲခေါ်ထားသည့်ပုံဖြစ်သည်ခေါင်းတလားပေါ်မှာတွေးခဲ့သို့နေသောတန်ကြိုးတွေရစ်ပတ်ထားပြီးမင်းကတတူးမြတာဖြစ်တော်လဲဖော်မပြနိုင်တဲ့ဖိအားတစ်ခုကိုပေးစွမ်းနေသည်ရှူလျှောက်သားကကျွန်တော်ကိုတပတ်ပတ်ကြည့်ရင်တနွေးကိုအနိုင်နိုင်မျိုးချကအားလဲတာကတော့တကယ်ကိုရက်ဆက်လုံးနဲ့ဗျာကျွန်တော်ကိုယ်တိုင်မျက်မြင်ကိုတွေ့တာမဟုတ်ရင်ဒါတွေညကြရင်သူ့ဘာသာလှုပ်ရှားလာမလားလို့တောင်ထင်မိမှကျွန်တော်အဝတ်စားတွေပြန်ဝတ်ပြီးကိုဘောကတတူးတွေကိုဖုံးကွယ်လိုက်သည်အခုအချိန်မှာဒါတွေကတတူးတက်ပဲရှိသေးရဲ့မဲ့လန်နီကြာဆင်းလာတဲ့ခါကျမှအမှန်တကယ်နိုးထလာကြလိမ့်မည်ရှူလျှောက်သားကတစ်ချက်ကြောင်သွားပြီးကျွန်တော်ချက်ချင်းရှင်းမပြပဲဖုံးထုတ်ပြီးအချိန်ကိုပဲကြည့်လိုက်သည်လန်နီကြာဆင်းဖို့10နှစ်ရက်ပဲလို့တော့သည်တွားကြဆိုမောင်ခိုချေဆိုင်စခန်းကိုတွားပြီးငါတို့ရဲ့ကဘာပြက်ကတ်ခံတက်ကိုစစ်ဆေးရမယ်နှစ်နာရီကြာပြီးနောက်ကျွန်တော်တို့ကျန်းကျုံမျိုးရဲ့ဝေးလံကောင်တည်တဲ့တောတောင်နဲ့ထဲကိုရောက်ရှိလာခဲ့သည်မောင်ကိုဟုအမီဝက်ပေးထားတဲ့မြေအောက်ခြေဆိုင်စခန်းကပထမအဆင့်ပြုပြင်မွမ်းမံမှုပြီးစီးနေပြီဖြစ်တယ်မြေအောက်လေဝင်လေထွက်စနစ်စွမ်းအင်ဗဟိုချက်နဲ့ဂေဟစနစ်လေပတ်မှုတွေအားလုံးပြန်လည်ပတ်နေပြီဖြစ်တယ်နောက်ထပ်ဆက်နှစ်ရက်လုံးကျွန်တော်လုံးဝနားမနေခဲ့ရပါနေဘက်မှာတော့မောင်ကိုခြေဆိုင်စခန်းရဲ့နောက်ဆုံးပြုပြင်မွမ်းမံမှုကိုကိုယ်တိုင်စောင့်ကြည့်ပြီးညဘက်မှာတော့ပြန်လည်မွေးဖွားလာတဲ့မူလားစွမ်းအားကိုတုံးပြီးတားမြစ်ချက်တက်တူ၄ခုရဲ့တံပြန်တက်ရောက်မှုကိုဖိနှိပ်ထားရသည်လူတွေကတော့ကျွန်တော်ကိုယူနေပြီဟုထင်ကြတော့လဲလူသားယဉ်ကျေးမှုကဘာအတွက်အချိန်သိမ့်မကြံတော့မှန်ကျွန်တော်တယောက်ပဲသိပါတယ်လက်နီမကျဆင်းခင်တရက်လို့နောက်ဆုံးကုန်ပစ္စည်းတုတ်ကမောင်ကိုခြေဆိုင်စခန်းထဲကိုရောက်လာခဲ့ပြီးတိုးလောင်ယုံထဲမှာစံကြုံမှုတောက်ရည်စီတုပ်ဘူးအသားလက်ဆက်ဆေးဝါးဒီဇယ်အပိုမီးဆက်တွေနဲ့စစ်ပတ်3အကာအကွယ်ဝတ်စုံတွေကတောင်လိုပုံနေပြီးတိုက်3ထက်စာလောက်ရှိတဲ့မြေအောက်တိုးလောင်ယုံကြီးတစ်ခုလုံးဟာအပြည့်ဖြစ်နေခဲ့ပြီးရှူလျှောက်သားကတိုးလောင်ယုံဝါမှာမျက်လုံးစုံပြူးကြည့်ရင်လဲကောခင်များကဒီထဲမှာနောက်ဘဝအထိနေဖို့ပြင်ဆင်နေတာလားကျက်ရှင်းကြီးကလည်းရှေ့ကမြင်ကွင်းကိုတိတ်တဆိတ်ကြည့်နေမိသည်ကျွန်တော်ရိတ်ခါတွေအများကြီးစူဆောင်းထားမှန်းသူကြိုတီးထားပေမဲ့ဒီလိုအသက်ရှင်တန်ရေးရိတ်ခါတွေပြည့်နှက်နေတဲ့မြေအောက်တိုးလောင်ယုံကြီးကိုမျက်ဝါးထင်တွေ့လိုက်ရတဲ့အခါမှာတော့မျက်ခုံးပင့်မိသွားပြီးချင်းလဲကနင်းတကယ်ပဲဘာကိုကာကွယ်ဖို့ပြင်နေတာလဲကျွန်တော်ချက်ချင်းအဖြေမပေးပဲတိုးလောင်ယုံလဲကိုဖြည်းဖြည်းချင်းလျှောက်သွားပြီးညာလက်ကိုမြောက်လိုက်သည်နောက်တစ်ဆက်ကမှတော့မြေပြင်ကတုံခါသွားပြီး3ထပ်တိုက်လောက်မြင့်ကတန်ချိန်ထောင်ချီလေးရဲ့ကုန်ပစ္စည်းတွေအားလုံးမျက်စိတမိတ်အတွင်းမှာတင်လေထဲကိုပျောက်ကွယ်သွားခဲ့သည်ခုနကတင်ပြည့်နေတဲ့မြေအောက်တိုးလောင်ယုံကြီးကတစ်စက္ကန့်အတွင်းမှာတင်ဟာလာဟင်းလင်းဖြစ်သွားခဲ့ရသည်မြေပြင်ပေါ်ကအလေးချိန်ကြောင့်ဖိမိထားတဲ့အစင်းကြောင်းတွေနဲ့လေတူးတဲကဒီဇယ်စိမ့်နဲ့ဆန်နန်းတွေရဲ့ကြံရစ်ခဲ့တော့သည်ရှူလျှောက်သားတစ်ကိုယ်လုံးကြောက်ရွံ့လို့တောင်းတင်းသွားသည်သူမျက်တောင်ခက်ကြည့်လိုက်မျက်စိကိုပုတ်ကြည့်လိုက်လို့ပြီးမှတိုးလောင်ယုံလေကိုဝုန်းကနေပြေးဝင်ကဟာလာဟင်းလင်းဖြစ်သွားတဲ့မြေပြင်ကို3ပတ်လောက်ပတ်ကြည့်နေမိသည်လက်ခွမ်းပဲသူကျွန်တော်ဘက်ကိုလှည့်ကြည့်လာပြီးအတန်တွေပါတုံးရင်တွေကလဲကောကပစ္စည်းတွေကောဒီလောက်ကြီးတဲ့တိုးလောင်ယုံတွေကပစ္စည်းတွေဘယ်ရောက်ကုန်တာလဲကျွန်တော်မျက်စိတမိတ်အတွင်းမှာပဲတန်ချိန်ထောင်ချီတဲ့ပစ္စည်းတွေပျောက်သွားတယ်ဒါကမြေအောက်ခန်းလေခင်များမျက်လက်ပြနေတာလားကျက်ရှင်ရဲ့တုံ့ပြန်မှုကရှူလျှောက်သားလောက်မပြရတော့လဲအမြဲတမ်းအေးဆက်တည်ငြိမ်နေတဲ့သူ့ရဲ့မျက်လုံးစုံကတော့အခုအချိန်မှာအဲ့လုံးလို့အယောင်တောက်သွားခဲ့ပြီးသူကျွန်တော်ရှေ့ကိုဖြည်းဖြည်းချင်းလျှောက်လာပြီးကျွန်တော်ညာလက်ကိုစိုက်ကြည့်ကခင်များကဒါဘလို့ခြေနေလဲကျွန်တော်ခိတ္တတိတ်ဆိတ်သွားမိသည်ဒီချိန်ထိရောက်မှတော့သူတို့ကိုစဖုံးကွယ်ထားဖို့မလိုတော့ပါလက်နီကြဆင်းဖို့24နာရီတောင်မလိုတော့တဲ့အတွက်သူတို့အမှန်တရားကိုတည်ထားဖို့လိုအပ်သည်ကျွန်တော်ဖြည်းဖြည်းချင်းပဲစကားစလိုက်သည်ဒါကမွေးရပါတိုးလောင်မှုအာကာသဟင်းလင်းပြင်ပဲငါကိုဘောကထူးခြားတဲ့အပြောင်းလဲတချို့နဲ့တက်ဆိုင်နဲ့ပြန်လဲမွေးဖွားလာတဲ့ကိစ္စကိုတော့ကျွန်တော်အကုန်စင်မပြောပြသေးပါသူတို့ကိုမယုံလို့မဟုတ်ပဲအခုအချိန်မှာအများကြီးပြောပြလိုက်ရင်သူတို့အတွက်စိတ်ပိုင်းဆိုင်ရာဝင်ထုတ်ဝင်ပိုးပိုကြီးသွားမှာဆိုလို့ဖြစ်သည်ရှောက်တာမင်းတို့တည်ထားရမှာက
ဒီဟင်းလင်းပြင်ထဲမှာရိတ်ခါမြောက်များတိုးလောင်ထားလို့ရတယ်ပြီးတော့အထက်ကအချင်းကရက်တက်နေတဲ့အတွက်အစားအသောက်တွေထည့်ထားရင်ပုတ်တိုးမသွားဘူးဆေးဝါးတွေအာနိတင်မပြေဘူးဒီဇယ်တွေလက်နက်တွေနဲ့စွမ်းအင်တုံးတွေကိုလည်းရေရှည်သိမ်းဆည်းထားလို့ရတယ်ရှူလျှောက်တာပါဆက်ဟောင်းသားဖြစ်သွားပြီးဒါဆိုခင်များပစ္စည်းတွေအများကြီးစုနေတာကတိုးလောင်ယုံထဲမှာဒီတိုင်းပုံထားဖို့မဟုတ်ပဲကိုနဲ့မကွာတဲသွားဖို့ပေါ့ဟုတ်လားတာနဲ့လဲကောခင်များကျွန်တော်တို့ကိုဘာတွေများချိုးဝထားသေးတာလဲကောင်းကင်ထက်ကလမင်းကြီးဟာရဲရဲหนีသွားပြီးနောက်မြေကဘာအောက်ခြေကနေမီးမောင်နဲ့မြူခိုးတွေအလုံးရင်းနဲ့လိတ်တက်လာကတကဘာလုံးကိုလွှမ်းကြုံသွားလိမ့်မယ်တက်ရှိတတဝါမှန်သမျှယူတုတ်ကုန်ကြပြီးတစ်ဖက်မှာလည်းအိမ်မွေးခွေးနဲ့ကြောင်တွေကတားရဲတွေဖြစ်လာမယ်အပင်တွေကလူရှင်လက်လက်ကိုဝါမျိုးကြလိမ့်မယ်နိုင်ပိုင်းတွင်းမှာပဲမြို့ပြတွေရဲ့စနစ်တကျရှိမှုတွေပြတ်သုံးသွားပြီးလူယဉ်ကျေးမှုဟာတညတာအတွင်းမှာတင်တိတ်ဆိတ်ချောက်ကပ်သွားလိမ့်မယ်ရှူဆောင်တောင်ရဲ့နှုတ်ခမ်းတွေတုံရင်နေပြီးဒီတစ်ချိန်မှာတော့သူချက်ချင်းနောက်ပြောင်မနေနိုင်တော့ဘူးဘာလို့လဲဆိုတော့ခုနတင်တန်ချိန်ထောင်ချီရှိတဲ့ရိတ်ခါပစ္စည်းတွေမျက်စိရှိတင်ဘာမှမကြံအောင်ပျောက်ကွယ်သွားတဲ့မြင်ကွင်းကသူ့ရဲ့မတိစိတ်နဲ့အသိပညာတွေကိုအကုန်ရိုက်ချိုးဖျက်ဆီးပစ်လိုက်လို့ပဲကျက်ရှင်ကြီးကလည်းငင်းခုန်မနေတော့ပဲကျွန်တော်ကိုစိုက်ကြည့်ရင်တက်တေကောလို့တိုးတိုးလေးမေးတယ်ခုနကမင်းတို့မြင်လိုက်ရတာတက်တေတွေရဲ့ကတခုပဲပြီးတော့မင်းတို့ကိုဘောကတတူးတွေလည်းပါတာပေါ့ကျက်ရှင်ကြီးကသူ့ပုခုံးကိုမတိစိတ်အရငုံကြည့်လိုက်မိတဲ့အချိန်မှာကျုံတော့ကဆက်ပြောလိုက်တဲ့အနီရောင်လမင်းရဲ့စွမ်းအင်ကလူသားတွေရဲ့ကိုဘောကတတူးတွေကိုနိုးထပ်စေပြီးစစ်မှန်တဲ့နတ်ဖျားရုပ်ထုတွေတားရဲရုပ်ပုံတန်ထန်တွေအဖြစ်ပြောင်းလဲပေးလိုက်မယ်တာမန်ရုပ်ပုံတွေဆိုရင်တော့အနေဆုံးအဆင့်ဖြစ်တဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးတက်တာလောက်ပဲရမယ်ရက်ဆက်တဲ့တားရဲရုပ်ပုံတွေဆိုရင်တားရဲစွမ်းအင်တွေရရှိနိုင်ပြီးဒန္နာရီလာနတ်ဖျားတတူးတွေဆိုရင်တော့စစ်မှန်တဲ့နတ်ဖျားရုပ်ထုစွမ်းအားကိုနိုးထပ်စေနိုင်တဲ့ရှေးကြလေပြည်စုံလေးကန်ကြမာကိုပို့ပြီးထမ်းဆောင်နိုင်လေပဲအဲ့ဒီနောက်ကျွန်တော်ကကျက်ရှင်ရီကိုကြည့်လိုက်တဲ့ရှင်ရီမင်းရဲ့ကြိုချမ်းချွမ်းတွေတတူးကတိုက်စစ်ခံစစ်တန့်စင်မှုနဲ့စစ်မြေပြင်ပြူဟာထိန်းချုပ်မှုအားလုံးပါဝင်တဲ့အစစ်မြင့်နတ်ဖျားစွမ်းအားပဲကဘာပြက်ပြီးရင်အစိတ်တောက်တွေညဉ့်ညမ်းမှုတွေနဲ့စိတ်ဝိညာဉ်ကိုတိုက်ခိုက်မဲ့တားရဲတွေပိုများလာလိမ့်မယ်မင်းရဲ့တတူးကတိတ်ရေးကြီးတယ်ဒါကြောင့်ပဲငါပိုင်ဆိုင်သမျှအကုန်ရောင်းချပြီးဟေးရှိအခြေစိုက်စခန်းမှာရဲ့ခါရီစုဆောင်းတာမင်းတို့ကိုတတူးထိုးခိုင်းတာတွေကစိတ်ကူးပေါက်လို့လောက်ခဲ့တာမဟုတ်ဘူးတခုခုထူးခြားတာဖြစ်တော့မယ်ဆိုတာငါကြိုသိနေလို့ကျက်ရှင်ရဲ့မျက်နှာပေါ်ကတုံးလုံးမှုတွေကတဖြည်းဖြည်းပြောက်ကွယ်သွားပြီးအစားထိုးဝင်ရောက်လာတာကတော့စိုးရိမ်ပူပန်မှုတွေပဲဖြစ်တယ်ရှူဆောင်တောင်ရဲ့မျက်လုံးတွေကလည်းချက်ချင်းပြောင်းလဲသွားပြီးနေပါဦးလျက်ကိုဒါဆိုငါမိဘတွေကောငါမိဘတွေကမြို့တော်ဘက်ကကားဝက်ရှော့မှာရှိနေသေးတာလို့ပြောတယ်မလောပါနဲ့ငါလူလွတ်ပြီးတွားခေါ်ခိုင်းထားပြီးကျွန်တော်ပြောလိုက်တာနဲ့တပြိုင်နက်ကားဖွဲ့စီကနေတိုက်ရိုက်ဗီဒီယိုပြကွက်တက်လာတဲ့အနက်ရောင်ဘုံတန်ခန့်အကာအကွယ်ကားတစ်စီးကမြို့တော်ဘက်လမ်းဟောင်းတစ်ခုရဲ့အပြင်ဘက်မှာရက်လိုက်ပြီးကားတကားပွင့်သွားကအနက်ရောင်ဝတ်စုံဝတ်ထားတဲ့တက်တော်ဆောင်နှစ်ယောက်ကအသက်လက်ပိုင်းဇနီးမောင်နှံနှစ်ဦးကိုကာကွယ်ပြီးကားပေါ်တင်ပေးလိုက်တဲ့ယောက်ျားဖြစ်သူကအရက်မမြင့်ပဲအသားညိုညိုလက်တွေမှာလဲကားပြင်လို့ပေကြံနေရဲ့ဆက်စီတွေနဲ့ရှူဆောင်တောင်ကစက်ကရင်ကိုကြည်ရင်မျက်ဝန်းတွေချက်ချင်းညီရဲလာတယ်ငါကဟေးရှိအခြေစိုက်စခန်းမှာကားပြင်ဖို့နဲ့ထောက်ပံ့ရေးပိုင်းအတွက်လူလိုတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဦးလေးနဲ့အန်ဒီတို့ကိုကြိုတင်ဆက်သွယ်ထားတာသူတို့ကကဘာပြက်မဲ့အကြောင်းမသိကြဘူးငါလောက်ကင်ကောင်းကောင်းပေးပြီးအခြေစိုက်စခန်းမှာရက်ပိုင်းလောက်လာလောက်ခိုင်းနေပဲထင်နေကြတာကားဖွဲကနောက်မိနစ်20ဆိုရောက်ပြီးရှူဆောင်တောင်ကနှုတ်ခမ်းတွေတုံရင်နေပြီးအတော်ကြာအောင်စကားတခုမှမပြောနိုင်ရှာဘူးပြီးခဲ့တဲ့ဘဝတုန်းကတော့သွေးလာမင်းကြရောက်ပြဤနောက်ရှူဆောင်တောင်ဟာမိဘတွေကိုကယ်ဖို့မြို့တော်ဘက်ကိုအသက်လူပြီးပြန်သွားခဲ့တယ်ဒါပေမဲ့မြို့တော်ဘက်လမ်းဟောင်းကတော့ဗီဇပြောင်းကျုပ်ကြီးရဲ့ဝါမျိုးချင်းကိုခံလိုက်ရပြီးသူနောက်ဆုံးရှာတွေ့ခဲ့တာကဖခင်ဖြစ်သူရဲ့ကျိုးပဲနေရဲ့ကိုတခုရဲ့မိခင်ဖြစ်သူဘယ်တော့မှမစွန့်ပြစ်ရခဲ့တဲ့ဟောင်းနှွမ်းနေတဲ့ချက်ပြုတ်ဝတ်ဆောင်ကားပရုံတခုပဲအဲ့ဒီအချိန်ကစပြီးရှူဆောင်တောင်ဟာယူသွတ်သွားတဲ့အတိုင်းတားရဲတွေကိုလိုက်တဲ့ရင်နောက်ဆုံးမှာတော့တားရဲဒီလိုင်းထဲမှာပဲတေဆုံးသွားခဲ့ရတယ်ဒီတဘဝမှာတော့အဲ့ဒီလိုနာကျင်မှုမျိုးကိုသူတို့ကိုထပ်ပြီးမကြုံတွေ့စေရတော့ဘူးကျွန်တော်သူ့ပုခုံးကိုပုတ်ပေးလိုက်ရင်စိတ်ချပါဦးလေးနဲ့အန်ဒီကိုဒီတဘဝမှာငါမင်းအတွက်ဘေးကင်းအောင်ကြိုခေါ်ပေးထားမယ်လို့ပြောလိုက်တဲ့ရှူဆောင်တောင်ကခေါင်းငုံထားပြီးပုခုံးတွေတုံးရင်းနေရဲ့အတော်ကြာမှခေါင်းမော့လာပြီးမျက်ရည်ဝိုင်းနေတဲ့မျက်လုံးတွေနဲ့ကျေးဇူးတင်ပါတယ်လို့ပြောရှာတယ်ကျွန်တော်ပြုံးပြလိုက်မိတယ်ကျက်ရှင်ကြီးကတော့ဒီမြင်ကွင်းကိုတိတ်တိတ်လေးကြည့်နေပြီးခဏအကြာမှာတိုးတိုးလေးမေးလာတယ်ဒါဆိုငါဖေကောကျန်းကျန်းကအခုလောလောဆယ်တိတ်ပေးကင်းပါတယ်မင်းသိတဲ့အတိုင်းမင်းဖေကငကားနိုင်ငံရဲ့စွမ်းအင်သူတွေတနာတိတ်ပံကပညာရှင်ကျန်းကျန်ရွယ်လေးလုံခဲ့ရဲ့လောက်ကကလေးကစစ်တပ်ကသူ့ကိုမြို့တော်ရဲ့မြေအောက်ခြေစိုက်စခန်းစီခေါ်သွားပြီးအစစ်မြင့်ဆုံးစွမ်းအင်စီမံကိန်းတစ်ခုမှာပါဝင်ခိုင်းထားတာအဲ့ဒီနေရာကလက်ရှိငကားနိုင်ငံမှာအလုံးကျုံဆုံးနေရာတွေကတခုပဲမင်းရဲ့အမေကတော့ကျွန်တော်စကားခဏဖြတ်လိုက်တဲ့ကျက်ရှင်ကြီးရဲ့မိခင်ကငငယ်ကလေးကယောဂနဲ့ဆုံးပါသွားခဲ့တာမို့ဒါကသူ့နှလုံးသားရဲ့အနာဖေးတစ်ခုပဲသူဆက်မမေးတော့ပဲခေါင်းကိုသာအตาအရာညှိပြလိုက်တယ်ငါနားလဲပါပြီကျွန်တော်သူတို့နှစ်ယောက်ကိုကြည့်ပြီးအတန်ကိုလေးနဲ့လိုက်တယ်အခုအချိန်ကစားပြီးဟေးရှိအခြေစိုက်စခန်းကိုလုံးဝပိတ်လိုက်တော့မယ်ဘယ်သူမှအပြင်းမထွက်ရဘူးရှူဆောင်တောင်ကတပြင်းတစ်ချက်ချပြီးခေါင်းညိတ်တယ်ကျက်ရှင်ကြီးကလည်းသူ့ကြောပြင်ကကြိုချမ်းချွန်းတီတက်တူးကိုအตาအရာဖိကင်လိုက်တယ်ကျွန်တော်အခြေစိုက်စခန်းပြင်ဘက်ကညမောင်မောင်ကိုမောကြည့်ရင်အရာအလုံးအစင်တင်ဖြစ်ပြလေပြင်းချင်းတိုက်ခတ်လာဖို့ပဲလိုတော့တယ်လို့တွေးလိုက်မိတယ်နောက်တနေ့မနက်ခင်းဟေးရှိအခြေစိုက်စခန်းရဲ့မြေအောက်လူနေမှုဆောင်ရှူဆောင်တောင်ရဲ့မိဘတွေကိုအလုံးကျုံဆုံးအခန်းထဲမှာနေရာချပေးထားပြီးရှူကြန့်ကော်ကငငယ်ကစစ်သားလုပ်ခဲ့ဘူးတာမို့ဘာဖြစ်တော့မယ်ဆိုတာအတိအကျမသိပေမဲ့အခြေစိုက်စခန်းရဲ့ခန်းစစ်စည်းမြင့်တွေကိုမြင်တာနဲ့တခုခုထူးခြားနေပြီဆိုတာချက်ချင်းရိပ်မိတယ်သူအများကြီးမမေးတော့ပဲရှူဆောင်တောင်ရဲ့ပခုံးကိုပုတ်ပြီးသူထေးချင်းနောက်ကိုတေးသေးချာချာလိုက်လှုပ်ဆန်းလို့ပဲပြောတယ်လီကွေလန်ကတော့မီးဖိုချောင်းထဲမှာမနက်စောကြီးကလေးကအလုံးရှုံနေပြီးကျွန်တော်တို့အတွက်ဖတ်ထုတ်တွေတိုးကြီးပြုတ်ပေးထားတဲ့ရှူဆောင်တောင်ကမျက်လုံးတွေနီးရဲနေအောင်စားနေရင်ကနေကဘာမပြက်ခင်မှာဒီလိုနွေးနွေးထွေးထွေးနဲ့အင်ဂျက်ထမင်းစားရတာဟာလူများစုအတွက်နောက်ဆုံးမျောလင်းချက်ဖြစ်လိမ့်မယ်လို့ဟာတလုံးနေသေးတယ်မင်းညကပဲကျွန်တော်နောက်ဆုံးရိတ်ခါတုတ်ကိုကွက်လက်အိတ်ကထဲထည့်သိမ်းလိုက်ပြီးဟေးရှိအခြေစိုက်စခန်းရဲ့နောက်ဆုံးတက်သူ့ဆက်တကားကြီးကလည်းအယုံတက်ချိန်မှာလုံးဝပိတ်ဆို့သွားခဲ့ပြီးမြေအောက်ခံတက်တစ်ခုလုံးကိုအလုံးပိတ်လိုက်ပြီးဖြစ်တယ်မိပွိုင်းတွေလင်းထိန်နေပြီးနှစ်ပေါင်းများစွာတင်းစိထားတဲ့မြေအောက်ဆွဲအင်ဘဟိုချက်ကလည်းအပြစ်ဆိုဖွဲမရှိအလုံးလုံးနေရဲ့စောင်းကြီးစက်ကရင်တွေပေါ်မှာတော့အပြင်ဘက်ရဲ့360ဒီဂရီမြင်ကွင်းတွေအားလုံးပြတ်တတ်နေတဲ့ရှူဆောင်တောင်ကဖတ်ထုတ်ပန်းကန်ကိုကင်ပြီးဘေးကနေစောင်းကြီးစက်ကရင်ကိုကြည့်နေတဲ့ကျက်ရှင်ကြီးကတော့စက်ကရင်ကြီးကြီးရှေ့မှာရက်ပြီးပြင်ပခံစစ်စနစ်တွေကိုစစ်ဆေးနေတဲ့သူ့ကိုပေါ်ကကြိုချမ်းချွန်းတီတက်တူးကလုံးဝပြန်လဲတက်ဝင်လာပြီးအေးဆက်ဆက်နိုင်လာတဲ့အငွဲအသက်တွေထဲမှာပြောမပြတတ်အောင်ထက်မြက်တဲ့အယောင်ဝါတွေထွက်ပေါ်နေတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းထဲကိုမျိုးရင်းရေပန်းစားမှုသတင်းတစ်ခုဝင်လာတဲ့ရှူယုံကထပ်ပြီး live လွှင့်နေပြန်ပြီးဗီဒီယိုထဲမှာရှူယုံကမျိုးလေကောင်ကစိန်ခံပီလာကြီးထဲမှာစီးစိမ်ရင်မှုစရာပါတီပွဲတစ်ခုလုပ်နေတော့မဲ့ဖန်စီမီဆိုင်ကြီးတွေအောက်မှာရှမ်ပိန်တွေ
တချင်းတန်တွေမိမလာလေးတွေနဲ့တူထေးသားတွေဝင်းရံနေပြီးလိုက်တစ်ခုလုံးကိုရွှေတီးဆောင်နေတဲ့လောကကြီးအတိုင်းထင်ဟပ်စေတယ်ကျွန်တော်ခေါင်းမော့ပြီးအချိန်ကိုကြည့်လိုက်တယ်တွေးလာမင်းကြားရောက်ဖို့တနာရီတောင်မလိုတော့ဘူးရှူယုံကကြောက်ရီကိုဖတ်ထားရင်းကင်မရာကိုကြည့်ပြီးပရိသတ်တို့မြင်နေမလားချင်းရဲ့ဆိုတဲ့အယူကအခုလောက်ဆိုတော့တဲ့ကလေချောင်းရံကာကွယ်ရေးချင်းနဲ့ပုံနေလောက်ပြီးအင်ချမ်းမြေတွေရောင်းဆန်တွေဝတ်သားတွေဝဲစုပြီးကြက်ရှင်းရီကိုပါခေါ်ပြီးတက်တူးသွားထိုးတယ်လေသူကတကယ်ပဲကဘာပြတ်တော့မယ်ထင်နေတာလားလို့လောင်ပြောင်နေတဲ့ကြောက်ရီချင်းကလည်းသူ့ရင်ခွင်နဲ့မိနွဲ့ရင်ကိုရှုမပြောပါနဲ့ဦးချင်းရဲ့မနှက်ဖြန်ဘလို့မျက်နှာပြက်မလဲဆိုတာငါတကယ်ကြည့်ချင်သေးတယ်လို့ရေမောနေရဲ့ရှူယုံကလက်ထဲကဝိုင်းနီခွက်ကိုလှုပ်ရမ်းရင်ဒီနာတာဘာမှမဖြစ်ရင်မနှက်ဖြန်ငါလူခေါ်ပြီးတော်ရဲသွားကချင်းရဲ့အဲ့ဒီစုပ်ပြတ်တက်နေတဲ့လေချောင်းရံခွဲရေးချင်းကိုရိုက်ခွဲပစ်မယ်ပြီးရင်သူ့ကိုစိတ်ချမ်းသာရေးစေးုံကိုငါလက်နဲ့တင်ပို့ပေးလိုက်မယ်လို့ပို့ပြီးယူသွတ်စွာရေမောလိုက်ပြန်နေလိုက်ကော့မန်တွေထဲမှာလည်းလောင်ပြောင်တရော်တန်တွေနဲ့ပြည့်နေပြီးပျော်ပွဲချင်းမှနေကြတယ်ဒါပေမဲ့ဟေးရှိအခြေဆိုင်စကန်ထဲမှာတော့စွမ်းရင်ဗဟိုချက်ရဲ့တိုးညင်းတဲ့စက်တန်ကလွဲလို့တိတ်ဆိတ်လို့နေရဲ့ကျွန်တော်လက်ပတ်နာရီကိုကြည့်လိုက်တဲ့အချိန်က23နာရီ59မိနစ်တွေးလာမင်းကြားရောက်ဖို့နောက်ဆုံး10စက္ကန့်ပဲလိုတော့တယ်အပြင်ကကဘာကြီးကတော့ပျော်ပါနေတော့မဲ့အခြေဆိုင်စကန်ထဲမှာတော့10စက္ကန့်ပြည့်တာနဲ့ကျွန်တော်ဒါနဲ့ခရင်ကိုချလိုက်ပြီးတူးညဖြစ်သွားတဲ့ဝုန်းဆိုတဲ့ရှေးဟောင်းဆန်လာတဲ့အတန်နဲ့ကြီးတစ်ခုထွက်ပေါ်လာပြီးတကဘာလုံးပြင်းထန်စွာတုန်ခါသွားခဲ့တယ်လိုက်လွှင့်ပြီးအားရပါရရေမောနေတဲ့ရှူယုံရဲ့အတန်ကချက်ချင်းရက်တန့်သွားတယ်ဘာလို့လဲဆိုတော့သူ့ဘီလာရဲ့မှန်ပြတင်းပေါက်ပြင်ဘက်ကကောင်းကင်ရံမှာတောက်ပတ်နေတဲ့လက်မင်းကြီးဟာအဲ့ဒီစက္ကန့်မှာတင်သွေးရည်တွေစီးကျနေတဲ့မျက်လုံးအင်ကြီးတစ်ခုလိုထူးဆန်းဆိုးရတဲ့သွေးနီအောင်ဖြစ်ပြောင်းလဲသွားပြီးလူလောကကြီးကိုစိုက်ကြည့်နေလို့ပဲချက်ချင်းဆိုသလိုပဲမြေပြင်အောက်ကနေထူထက်လုံးနဲ့အနက်ရောင်မြူကိုးတွေအရှိန်ဟုန်နဲ့ပန်းထွက်လာပြီးကျန်းကျုံမျိုးတစ်မျိုးလုံးကိုခါချင်းတွင်ဖုံးလွှမ်းသွားခဲ့တယ်ဟာအဲ့ဒါဘာကြီးလဲလက်မင်းကြီးကတကယ်ပဲညီရဲသွားပြီးလိုက်ထဲမှာရှူယုံတယောက်ကြောက်လန့်တကြားအော်ဟစ်နေပြီးလက်ထဲကဝိုင်းကွက်မြေပြင်ပေါ်ကျကွဲသွားတာကိုတောင်တတိမထားမိတော့ဘူးရုတ်တရက်လိုက်ထဲမှာကြောက်ရွံ့ချင်းပွေ့ချီထားတဲ့တက်တီခွေးလေးကစက်တီးထက်စရာအတန်းနဲ့ကြီးနဲ့ဟိန်းဟောက်လိုက်တဲ့လိုင်းပေါ်ကတိတ်နဲ့ချီတဲ့ပရိသတ်တွေရဲ့ရှေ့မောက်မှာတင်အဲ့ဒီကိုလေးလေးရဲ့ခန္ဓာကိုယ်ကပူဖောင်းမုတ်လိုက်တယ်လို့မျိုးအယူမူကြီးထွားလာပြီးတကိုယ်လုံးမှာအနက်ရောင်စူးကြုံတွေထွက်လာကမျက်လုံးတွေညီရဲပြီးပါးဆက်ထဲမှာလည်းဓားသွားတွေလိုထက်မြက်တဲ့အဆွဲတွေထွက်လာတော့တယ်အဲ့ဒီဗီဇပြောင်းတက်တီခွေးကြီးကကြောက်ရွံ့ချင်းစီကိုအညိုးတကြီးခုံအုပ်လိုက်ပြီးထက်မြက်တဲ့လက်သေးတွေနဲ့သူ့ပုကုံးကိုဆွဲကုတ်ကမြေပြင်ပေါ်ကိုရိုက်လဲပစ်လိုက်တဲ့ကင်မရာကြီးပြင်းထန်စွာလှုပ်ခါသွားပြီးနားစီကွဲမတက်အော်ဟစ်တန်တွေထွက်ပေါ်လာတဲ့ကိုရှုကယ်ပါဦးကြောက်ရွံ့ချင်းမျက်နှာဖြူလျော်သွားပြီးရှူယုံစီကိုလက်လန်းကအသေးအတန်အကူညီတောင်းရှာတယ်ဒါပေမဲ့ရှူယုံကတော့ကြောက်လန့်ပြီးဝိညာဉ်မှာလွတ်မတက်ဖြစ်နေပြီးဖဲဆန်းကနားမလာတဲ့သူကကြောက်လန့်တကြားနောက်ဆုတ်ရင်ကြောက်ရွံ့ချင်းကမ်းပေးတဲ့လက်ကိုခြေထောက်နဲ့စောင့်ကန်ပစ်လိုက်ပြီးလိမ့်ပတ်ကတကားစီကိုထွက်ပြေးဖို့ပဲစူးစမ်းတော့တယ်